Okay အားလုံးမင်္ဂလာပါကျွန်တော်အခု APK တစ်ခုလေးနဲ့မိတ်ဆက်ပေးမှာဒါကျွန်တော်ဆဆချင်းပေါ့နော်အခုတိရနဲ့တိတိချင်းဆဆချင်းကျွန်တော်မြင်းစရာအနေနဲ့မြင်းစရာဆိုတာကျွန်တော်လေးလာထားပေါ့နော်လေးလာဆဆချင်းအတွင်းကြတော့လေးလာသူပေါ့နော်အခုဆဆချင်းလေးလာချင်းကျွန်တော်ဖန်တီးလိုက်တဲ့ဥစ္စာလေးမှာဘာလို့တွေ့လဲဆိုတော့ကျွန်တော်အခုလောလောဆယ်မှာကျွန်တော်ဖန်တီးထားတဲ့ဥစ္စာအစမ်းသဘောအနေနဲ့ကျွန်တော်ဖန်တီးထားတဲ့အတွက်ကျွန်တော်အမှားရှင်ကျွန်တော်အားလုံးပဲတိခံပြီးဖွင့်လုပ်ပေးကြပါလို့နော်အခုကျွန်တော် YouTube ရေရှိုးမှာမြန်မာနိုင်ငံလေးဆိုဖြစ်ပါတော့တချို့နေရာမှာဖြစ် YouTube software ကိုကျွန်တော်တို့ကြည့်မရတာလို့ update ကုန်သွား update version ကုန်သွားလို့ update version မလောက်တာလို့တချို့က stable ဖြစ်လို့မပါတာလို့လုံးလို့မရတာလို့ပေါ့နော်တချို့ကaccount ဖွင့်လို့မရလို့ကြည့်လို့မရလို့ဆိုရင်ကျွန်တော်တို့အဲ့ဒီအတွက်တွေကိုကျွန်တော်ကြည့်ဖို့တော့ကျွန်တော်အစားထိုး YouTube APK တခုကိုကျွန်တော်ဖန်တီးပေးထားပါတယ်ဒါကကျွန်တော်ပြောမဆိုရင်လေးလာထားတဲ့ဥစ္စာလေးကိုကျွန်တော်ဒါဟိုချပြပေးတာပေါ့နော်ဒီထက်အတွင်းကျကျွန်တော်တင်တန်းလေးပိုင်းတက်ပြီးတော့ကျွန်တော်ထပ်ပြီးတင်ပေးပါအောင်မယ်ဒီကြားမှာလည်းကျွန်တော်တင်တန်းမတက်ခင်လေးလာပြီးတော့ကျွန်တော်ထပ်တင်ပေးပါမယ်နော်ကျွန်တော်ရဲ့ software လေးကို APK လေးကိုကျွန်တော်လိုချင်တဲ့လူများရှိရင်ကျွန်တော်ရဲ့ဒီ comment လေးပါနော်ဒီခုနပြောသွားရဲ့ YouTube ရဲ့ကျွန်တော် YouTube ဟိုမှာ comment မှာဖြစ်ဖြစ်နောက်ပြီးခုန APK လေးကိုကျွန်တော် comment မှာဖြစ်တုံးပြီးရင်ကျွန်တော် link ချပေးမယ် comment မှာ link ချပေးထားမယ်နော်အားလုံးဒီ comment link လေးဝင်ပြီးတော့ကျွန်တော် Telegram မှာလာပြီးတော့ hi ပြီးတော့ရင်ကျွန်တော်ဒီဟာလေးကိုဘယ်လိုပြောမလဲဆိုမျှဝေပေးသွားမယ်အကုန်လုံးเนาะအားလုံးသုံးနိုင်အောင်လို့ပေါ့เนาะဒါ free ပေါ့เนาะ free download ကျွန်တော်သုံးလို့ရအောင်လုပ်ပေးထားပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့เนาะအားလုံးကဲ let's go တော့ကြည့်လိုက်အောင်เนาะကျွန်တော်တို့စပြီးတော့เนาะကျွန်တော်အခုတင်ဆက်ပေးမှာတော့ကျွန်တော်တို့YouTube ပေါ့เนาะ YouTube တော့တချို့မြန်မာပြည်မှာ YouTube ကြည့်မရတဲ့သူတွေ YouTube ကြည့်မရတဲ့ဖုန်းတွေ YouTube လုံးဝမပါတဲ့ဖုန်းတွေ YouTube ကိုထည့်လို့မရရဲ့ဥမာ stable လုံးတွေပါမျိုးဆိုရင်ပေါ့နော် YouTube ကြည့်လို့မရဆိုကျွန်တော်ကsoftware လေးကိုမိတ်ဆက်ပေးပါမယ်နော်အားလုံးလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Telegram လေးမှာကျွန်တော်ထည့်ပေးထားပါတယ်နော် Telegram ကိုလာအပ်ပေးပါနော်Telegram လေးကကျွန်တော်ဒီ comment လေးမှာကျွန်တော်မှတ်ပေးထားမယ်နော် link ချပေးထားပါမယ်လို့နော်အားလုံးကျွန်တော်ပြပေးမယ့် software လေးကိုတစ်ချက်ကြည့်ပေးပါဒီမှာနော်ကျွန်တော် software လေးအားလေးမှာကြည့်ဒါဆိုရင်ကျွန်တော်တို့YouTube ကိုကြည့်လို့ရမယ် music ကြည့်လို့ရမယ်ဒီမှာအဆုံးပေါ့နော်သူ့ရဲ့ဒီနေတက်တဲ့ဥစ္စာလေးရမှာစမ်းနော်ကိုမရှင်တဲ့အကုန်လုံးကိုသူပါပေါ့နော်အကုန်လုံးပါကိုလိုချင်တဲ့ဥစ္စာလေးကိုဒီမှာတကယ်လို့ကိုဒီမှာပေါ့နော်အကောင့်လေးဖွင့်ကိုဖွင့်လိုက်ပါနော်တခုဖွင့်လို့ရပါတယ်နော်ဟိုပလီစတူမပါလဲကိုဒီမှာဒါလေးကကိုအကောင့်လေးဒီထဲမှာတော့ပြီးဖွင့်လို့ရပါတယ်နော်ကိုကအကောင့်ပုံမှန်လို့သူကဖွင့်လို့ရတယ်ပလီစတူမမဟုတ်ပါဘူးနော်ကိုအကောင့်တစ်ခုဖွင့်လို့ရပါတယ်ဒီຢာလေးကိုကျွန်တော်ကဒီမှာဒီစကားလေးပါလေးကိုကြည့်ကျင်တဲ့အပြင်ပြည့်တစ်ချင်းလေးကြည့်ချင်နေဆိုရင်ရပါတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီ server မှာအခုကျွန်တော်ဒီမှာ server မှာကျွန်တော်တို့ဟိုအပြုထားတဲ့ဟာလေးပြီးလို့ပေါ့နော်server ကိုတော့ update တင်အောင်လို့ကျွန်တော်လုပ်ပြပါမယ်နော်ရှာလို့ရအောင်လို့ကျွန်တော်လုပ်ပြပါမယ် update လုပ်ပြပါအောင်မယ်လို့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ app လေးကို APK လေးကိုနော်အဲ့လိုချင်နေဆိုရင်ပေါ့နော်လိုချင်နေဆိုရင်တော့ကျွန်တော်စပြီးတော့ဖန်တီးထားလို့ပေါ့နော်စချင်းမလို့ဒါဟိုမြင်စရာလေးတော့ပဲကျွန်တော်လုပ်ထားရတဲ့ကျွန်တော်အမှားလေးရှင်းတယ်ဖွင့်လုပ်ပေးကြပါကျွန်တော်ရဲ့ဒီ software လေးကိုလိုချင်နေဆိုရင်လည်းကျွန်တော်ရဲ့ Telegram လေးမှာလာရောက်ပြီးတောင်းယူကြပါလို့နော်အားလုံးမင်္ဂလာပါနော်အားလုံးကျေးဇူးတင်ပါတယ်လို့နော်ဒီထဲမှာကျွန်တော်တို့အကုန်ကြည့်လို့ရရင်နော်ဒီမှာနော်အကုန်ကြည့်လို့ရရင်နော်To care for the many is to care for each one. Discover the Mediterranean. အဲ့ဒီဆိုရင်နောက်ဆုံးရစကားကြီးအကုန်လုံးတို့တက်လာပါတော့ကျွန်တော်တို့ဒါလေးအများဆုံးတက်တော့ပေါ့တချင်းလေးဆိုရင်တချင်းလေးပါနော်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာဆိုတော့မြန်မာနိုင်ငံရဲ့ဟိုဟာကြီးအများဆုံးတက်လာလိမ့်မယ်နော်အဲ့တော့ကျွန်တော်ဒီမှာထိုင်းနိုင်ငံမှာဖြစ်နေတဲ့ဒီထိုင်းနိုင်ငံဒီဟိုဟာကြီးပေါ့အများဆုံးတက်တယ်ပေါ့နော်အားလုံးတော့ကျွန်တော်ဒီ level လေးကို YouTube သုံးလို့မရတဲ့သူတွေအတွက်ရယ် YouTube လုံးဝမပါတဲ့လူတွေ YouTube ကိုဖွင့်လို့မရတဲ့သူတွေများအတွက်နဲ့YouTube လုံးဝလုံးလို့မရတဲ့လူတွေများအတွက်ပေါ့နော်ကျွန်တော် stable လုံးတွေပါမျိုးဆိုရင်ကျွန်တော် YouTube သိကျင်နေဆိုရင်ကျွန်တော်တို့ကြည့်လို့ရအောင်လို့ကျွန်တော်မျှဝေချက်ဖြစ်ပါတော့အားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like share လေး follow လေးလုပ်ပေးကြပါအောင်လို့အားလုံးကျေးဇူးတင်ပါတယ်နောက်လည်းကျွန်တော်ဒီထက်မကညံမီတလောက်ပေါ့နော်ကျွန်တော်ထက်လက်စူးတော့ပါအောင်မယ်လို့အားလုံးကျေးဇူးတင်ပါတယ်နော်နောက်ပြီးတော့ဒီထက်မှလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကကျွန်တော်ထည့်ပေးထားတယ်เนาะကျွန်တော်ရဲ့အကောင့်လေးပေါ့နော်အဲ့အကောင့်ထဲမှာလည်း
လိုအပ်တဲ့ဥစ္စာလေးနည်းနည်းပါကြည့်လို့ရရပေါ့နော်ဒီမှာနော်ကျွန်တော်ရဲ့တရားတီဇက်ကိုမြန်မာ channel ဆိုကျွန်တော်ထည့်ပေးထားပါရဲ့ကျွန်တော်ရဲ့ဒီ channel လေးမှာပြကျွန်တော်အရင်တော့ game ဆော့ရဲ့ဥစ္စာလေးတင်ပေးထားပဲတချို့ဖုန်းတုံညာကြီးဖြစ်တာကြီးတင်ပေးထားရဲ့ဖုန်း service နဲ့ပတ်သက်တဲ့ဟာလေးတင်ပေးထားပါရဲ့ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့တကယ်ဘ ഹു တုဒ္ဒရေးရမစီမဲ့အရာကြီးပေါ့နော်ဒီမှာကျွန်တော်တင်ပေးထားရနော်မိမိဖုန်းအဟမခံထိခဲ့ကြကိုဝူတွေဒီကျွန်တော်တို့ဒီဟာဒါလီပေါ့နော်ကျွန်တော်တို့တင်ပေးထားပါရဲ့နော်သူဘောလုံးဝလေးကျွန်တော်ဟိုလေး live လေးတစ်ပွဲလောက်တော့တင်ပေးထားပါရဲ့နော်တချို့မြန်မာကားကြီးလည်းကျွန်တော်အထက်မှာထည့်ပေးထားရပြန်မြန်မာကားလေးလည်းရှိရနော်ဒီထက်မှာနော်နောက်ကျရင်လည်းကျွန်တော်မြန်မာကားလေးထည့်ပြီးတော့တင်ပေးသွားပါအောင်ပါနော်လောလောဆယ်ထက်ကြည့်မယ်အပိတ်ဒီဘာရလဲဆိုတော့ကျွန်တော်ဒီမှာဒါခုနကကျွန်တော်တင်လိုက်တဲ့ဟာလေးပေါ့နော်ခုနမှမဟုတ်ဘူးပေါ့ခုနမှတင်တဲ့ဥစ္စာလေးမရောက်လာသေးဘူးโอเคကျွန်တော် update ဒီမှာခုနမှတင်လိုက်တဲ့ဟာလေးပါဒါခုနမှတင်လိုက်တာနော်ဒါဆိုကျွန်တော်တို့ကလောလောဆယ်ရုံpower နဲ့တက်ဖြစ်နေတော့ကျွန်တော်တို့ကဒီဟာလေးကိုပဲဒီရင်တိုင်လို့ပေါ့နော်